Yamaza PDF ဖိုင်ကနေပြီးတော့ Word ဖိုင်ကိုပြောင်းတဲ့အခါမှာစလုံးတွေမမှန်တာကိုတော်တော်များများကြုံတွေ့ရပါတယ်။အခုပြောင်းမဲ့နည်းလေးကတော့ Yamaza တွေကိုလည်းတော်ကိုဆင်ပြေပါတယ်။အဲဒီ PDF ဖိုင်လေးကို Word ဖိုင်ဖြင့်ပြောင်းမယ်ဆိုရင် browser တစ်ခုကိုဝင်လိုက်ပါ။ခုလိုမျိုး browser တစ်ခုဝင်ပြီးဆိုရင်တော့ image to text ဆိုပြီးတော့ရှာလိုက်ပါ။ဒီအပေါ်ဆုံး website ကိုတစ်ချက် click လိုက်ပါနေကိုရောက်ပြီဆိုရင် browse ကိုနှိပ်ပါကိုပြောင်းချင်တဲ့ PDF ဖိုင်ကိုရှာလိုက်ပါအခုဒီခွင့်စာဆိုတဲ့ PDF ဖိုင်လေးကိုအလုပ်တင်လိုက်ပါမယ်ဒီခွင့်စာဆိုတဲ့ PDF ဖိုင်လေးဒီကိုရောက်လာပါပြီပြီးရင်တော့ဒီ compa ကိုနှိပ်လိုက်ပါမယ်အဲဆိုရင်တော့ခဏလေးစောင့်ပြလိုက်ပါ internet line ကောင်းရင်တော့ခဏလေးပါအခုဒီနေရာမှာအခုလေးပြသွားပြီဆိုရင်တော့ဒီဘက်က copy ကိုနှိပ်လိုက်ပါ Word ဖိုင်ကိုဖွင့်ပြီးတော့ဒီ Word ဖိုင်ထဲမှာ paste ချလိုက်ပါဒီတော့စုပေါင်းပြောင်းပေးလိုက်မယ်ဆိုရင်တော်တော်အဆင်ပြေပါတယ်